ချစ်ရဲ့တင်ငယ်သားအချစ်နဲ့ပတ်သက်ပြီးတော့တင်ငယ်သားတွေပါလေအများကြီးတွေရခဲ့ပြီအများကြီးရခဲ့ပါပြီပေါ့နော်ကိုကြီးမင်းခိုင်ရဲ့တချင်းလေးနဲ့ဒါ2019မှာပထမဆုံးကိုကြီးမင်းခိုင်ဆန်နေဝယ်ထားတဲ့အချစ်ရဲ့တင်ငယ်သားလေးအခုပြန်ဆိုကြည့်မယ်ပေါ့နော်ပထမဆုံးပြန်ပြီးတော့ဆိုကူတာနော်ပြန်ပါ2019လောက်မှာသူကကလေးပဲရှိသေးတယ်ဆိုတော့အဲ့တုန်းကဒီသားထားဘူးလားမထားဘူးလားတော့မသိသေးဘူးဒါပေမဲ့အဲ့ကလေးကချစ်တင်ကြတာဆိုပြီးအလွန်တချင်းတွေရေးစပြီးရေးပြီးစပါနော်ဟုတ်ပါဘူးဒီလိုပဲပေါ်လာမတွေ့တော့ဘိုးရဲ့ချစ်ချောင်းလေးများမိထားလိုက်ပေါ်ရှင်တိုင်းတော့မနေရှောင်းဘေးပေါ်ဒီဝိမာနမချက်သေးတော့အတိုင်းတိုင်းလေးတော့တင်နိုင်ဘူးပေါ်ရှာရSo be there in my lodges, so be there in the gray out of me all I could get up to no me all they chicken I'm in me these on me all so young and all I just want by side of love boy did I don't even want me like but you late da do you can you me chala ka me da ta ma ti ti ya me chi pu ra Love